ဒီဘဝဒီသာသနာဒီခန္ဓာရှိနေတဲ့အချိန်မှာကိုရှာထားတဲ့ဥစ္စာဖယားသာသနာမြုပ်နှံခြင်းဒါနပြုလုပ်လိုက်တာတခြားသေးတာလားရိတ်ခါသေးတာလားဆိုလိုက်ဒါနဆိုတာတန်တရားရိတ်ခါသေးတာတူပါတယ်နောက်တကဒါနံသက္ကသသောပါဏံဒါနံပါတိယမုဒ္ဓမံဒါနံဥစုပဒံမကံဘေကဝေပရိသလေးပါจิตတသိခြေသမီးတို့ဒါနံထောက်ပံ့လိုရန်စွန့်ကြပေးကမ်းခြင်းလို့ခေါ်တဲ့ဒါနမျိုးသည်ဥစုပရမကံနတ်ပြည်ကိုသွားတဲ့နိဗ္ဗာန်ကိုသွားတဲ့လမ်းကောင်းလမ်းဖြောင်းကြီးနဲ့တူလာပါပေ၏ဣရိသောဒုံမေသင်ပရိသတ်ပေါင်းတော်ကောင်းတို့ကတတဗံကောင်းစွာမသွေမထိုက်ပါပေတော့တည်းဆိုလိုက်ပါဒါနဆိုတာလမ်းဖြောင်းတာသွားနေတာနဲ့တူပါတယ်ဒါနဆိုတာလမ်းကောင်းမှသွားနေတာနဲ့တူပါတယ်ပရိသေယဒါနဆိုတာလမ်းကောင်းလမ်းဖြောင်းနဲ့တူတယ်တဲ့ဘယ်ခရီးသွားပရိသေယလမ်းဆိုးနဲ့လမ်းကောင်းဘယ်ဟာရွေးသွားတယ်လမ်းဖြောင်းနဲ့လမ်းကောက်ဘယ်ဟာရွေးသွားတယ်